အားလုံးပဲမင်္ဂလာပါဒီနေ့ဧည့်သည်ညီမလေးပြောက်ရမယ်သူကောင်ကဘယ်လိုပြောမလဲအရန်ရိုးနေပါတော့ဝီတက်ပြင်းလေးနဲ့ချင်တဲ့ပုံစံလေးနည်းနည်းပြောင်းလဲစီတယ်ပေါ့နော်ဝါညာလေးနည်းနည်းပိန်ပါဟာဘယ်လိုပြောင်းလဲတောင်းလဲဆိုတော့မလေးစလားမတ်တာငါလုံးမင်းတို့ပြီးစမဲလူမရှိရှာလမ်တွေ့နိုင်မင်းမင်းဒါလေးစင်ပြေလားပြောင်းလဲသွားရင်နော်စစ်ဖို့ကောင်းပါမဖြစ်ခဲ့ပိုင်ဆိုင်တဲ့အများကုန်ပြီးငါလိုအတ္တမင်းချစ်တ